မင်္ဂလာပါအသက်ရှင်တော်မူသောဘုရားခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်2014ခုနှစ်တစ်နှစ်တာလုံးကိုပို့ဆောင်ပြီးတော့2015ခုနှစ်ကိုလည်းဆက်လက်ပို့ဆောင်အောင်မဲ့ဘုရားခင်ရဲ့နာမတော်ကိုထူပဲချီးမွမ်းပါတယ်နှစ်သိကူးတော့မယ်ဆိုတော့လူတွေတော်တော်များများစိတ်လှုပ်ရှားပါတယ်စိတ်ထဲမှာအမျိုးမျိုးကျေးဇူးတော်ကိုလည်းနေ့ဟောင်းကအရာတွေအတွက်ပြန်လေရေအတွက်ပြီးတော့ချီးမွမ်းကြတယ်နေ့သိအတွက်လည်းစီမံကိန်းတွေထားကြပါမယ်အိမ်အသစ်တွေစောင့်မယ်လုပ်ငန်းအသစ်တွေတိုးချဲ့မယ်စီမံကိန်းတွေအမျိုးမျိုးရေးဆွဲမယ်တချို့လူတွေကအဝတ်စားတွေဝတ်မယ်ဘယ်လိုဒီဇိုင်းမျိုးစပင်ကိုညှက်ကြမယ်ဘယ်လိုအသက်တာမျိုးနဲ့အသက်ရှင်ကြမလဲဆိုပြီးတော့စိတ်ဝင်စားစွာနဲ့2015ခုနှစ်အတွက်ပြင်ဆင်တဲ့သူတွေဆက်ကပ်တဲ့သူတွေစီမံကိန်းရေးဆွဲတဲ့သူတွေအများကြီးရှိရင်ရှိမှာပါဒါပေမဲ့နားလည်ထားဖို့က2015ခုနှစ်ကိုကျွန်တော်တို့လုံးဝမပိုင်ပါဘူးကျွန်တော်တို့ကိုလည်းကျွန်တော်တို့မပိုင်ပါဘူးတမန်ကျမ်းစာကပြောလဲဆိုရင်ယာကုပ်4အငယ်73-74မှာလူဟာခဏထင်ရှားပြီးကွယ်ပြောက်တတ်သောအခိုးအငွေ့ဖြစ်တယ်တဲ့အခိုးအငွေ့ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့2015ခုနှစ်တစ်နှစ်တာလုံးကိုကောင်းမွန်စွာကြော်လွန်နိုင်ခြင်းမှကြော်လွန်နိုင်မှာဖြစ်တယ်ကျွန်တော်တို့မပိုင်ဘူးကျွန်တော်ရဲ့အသက်တာကအခိုးငွေဖြစ်တယ်သုတ်တန်နဲ့ဆက်ခွန်အငယ်1မှာပြောလဲနက်ဖြန်နေ့ကိုအမိပြု၍မဝါကြွားနဲ့တရက်အတွင်းမှာဘာဖြစ်မလဲဆိုတာမသိနိုင်ဘူးလို့ကျမ်းစာကအတေလင်းထပ်ပြောထားပါတယ်အဲ့ဒါကြောင့်2015ခုနှစ်ကျွန်တော်တို့မပိုင်ပါဘူးကျွန်တော်တို့ဘာဖြစ်မလဲဆိုတာဝါကြွားလို့မရပါဘူးကျွန်တော်ရဲ့စီမံကိန်းတွေမအောင်မြင်ဘဲနဲ့ကျွန်တော်ရဲ့ရေဝယ်ချက်တွေမအောင်မြင်ဘဲနဲ့ကျွန်တော်ရဲ့အသက်တာဆုံးရှုံးသွားနိုင်ပါတယ်အဲ့2015ခုနှစ်ကြီးဟာလည်းနှစ်ပိုကောင်းရင်ကောင်းလေးလိမ့်မယ်စိုးရင်လည်းပိုပြီးတော့စိုးနိုင်ပါတယ်တမန်ကျမ်းစာအရာတော်ကောင်းပတ်ဝန်းကျင်ချင်းတွေအရာတော်ကောင်းကြည့်တဲ့အခါမှာကျမ်းစာရဲ့ဂတိတော်လည်းပြည့်စုံနေပြီဖြစ်သောကြောင့်နှစ်ကပိုဆိုးဖို့ခေတ်ကပိုဆိုးဖို့ပဲရှိပါတယ်အဲ့လိုခေတ်ဆိုးကြီးမှာအသက်ရှင်တဲ့အခါမှာကျွန်တော်ရဲ့တက်တာအတွက်အာမခံချက်ရှိဖို့လိုအပ်တယ်ကျွန်တော်တို့ဘယ်နေ့ပဲတည်တဲ့နေ့မှာအာမခံချက်ရှိစွာတည်သွားနိုင်ဖို့ကသခင်ယေရှုခရစ်တော်အခမဲ့ပေးတဲ့ကယ်တင်ခြင်းကိုကျွန်တော်ရထားဖို့ရန်အတွက်လိုအပ်တယ်တိအခန်းကြီးနဲ့အငယ်လေးမှာလူအပေါင်းတို့ဒီကယ်တင်ခြင်းသို့ရောက်ဖို့ဘုရားသခင်အလိုတော်ရှိတယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာမှာဘုရားအလိုတော်အထက်မှာအသက်ရှင်နိုင်ဖို့2015ခုနှစ်ဟာကောင်းကြီးမင်္ဂလာခံစားသောနှစ်ဖြစ်ဖို့ရန်အတွက်ယေရှုခရစ်တော်နဲ့ကျွန်တော်အစာပြုဖို့လိုအပ်တယ်ခရစ်တော်ဖခင်မပါခဲ့ရင်ကျွန်တော်ရဲ့အသက်တာအချင်းကြီးပဲဒါဝိဒ်ရဲ့အသက်တာသူ့ရဲ့အသက်တာမှာဖခင်သခင်နဲ့ပဲအစာပြုတယ် The Lord is my shepherd ဆိုပြီးတော့ဆာလ23မှာထာဝရဘုရားသည်သာငါ၏သိုးထိန်းဖြစ်တယ်ထာဝရဘုရားနဲ့အစာပြုခဲ့တယ်ဒါကြောင့်ဒီကနေ့နောက်ဆုံးသောကာလမှာကျွန်တော်အစာပြုဖို့ကယေရှုခရစ်တော်အပြင်အစာပြုဖို့လိုတယ်ယေရှုခရစ်တော်မပါတဲ့အသက်တာဟာဆိုရင်အူတိုင်းမပါတဲ့တစ်ပင်လိုပဲခဏလေးပဲပြိုလဲသွားမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာယေရှုခရစ်တော်ရှိဖို့လိုတယ်။အဆန်မရှိတဲ့စပါးဟာမီးရှို့ခြင်းခံရတယ်လို့တင့်ရဲ့အသက်တာထဲမှာအဆန်တီးလို့တော့ခရစ်တော်ဖခင်နှလုံးသားထဲမှာမရှိရင်မိတ်ဆွေဟာမီးရှို့ခြင်းဆုံးရှုံးခြင်းဝမ်းနည်းခြင်းကြေကွဲခြင်းမိတ်ဆွေခံစားမှာဖြစ်တယ်။ဒါကြောင့်ဖခင်သခင်အခမဲ့ပေးတဲ့ကယ်တင်ခြင်းလက်ဆောင်ကိုမိတ်ဆွေယခုရယူထားဖို့ရန်အတွက်လိုအပ်တယ်။တေယောအခန်းကြီး9အငယ်7နဲ့မှာပြောလဲဆိုဘုရားသခင်ဒီငါတို့အားထာဝရအသက်ကိုပေးတော်မူတယ်ထိုအသက်ဒီလဲသားတော်၌ပါတယ်သားတော်ကိုရတော်သူဟာထာဝရအသက်ကိုရတယ်လို့ပြောပါတယ်ဒါကြောင့်ဘုရားသခင်အခမဲ့ပေးခဲ့ပြီးပြီဖြစ်တယ်ကယ်တင်ခြင်းကိုကျွန်တော်တို့လူတိုင်းအားကဘာသူကဘာသားအားလုံးကိုဒီခရစ်စမတ်အချိန်မှာပေးခဲ့ပြီးပြီဖြစ်တယ်မိတ်ဆွေအဲ့ဒီကယ်တင်ခြင်းကိုရပြီးတော့မှသားတော်ယေရှုခရစ်တော်ကိုရပြီးတော့မှဖျားပေးတဲ့ကယ်တင်ခြင်းထာဝရအသက်စိတ်ချမှုနဲ့တကယ်ပဲစိတ်ချစွာအသက်ရှင်ပြီးဖျားသားဖြစ်ဖို့ရန်အတွက်လိုအပ်တယ်ဖျားသားဖြစ်ပြီးကယ်တင်ခြင်းစိတ်ချမှုရှိပြီးဆိုရင်အသက်တာဟာဖျားရဲ့လက်တော်ထဲမှာရှိတယ်ယောဟန်ကျမ်းအခန်းကြီး10အငယ်28မှာပြောထားလဲဆိုရင်ထာဝရအသက်ကိုလည်းငါပေး၏ထိုသို့တို့သည်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အဘယ်သူမြတ်ထိုသိုးတို့ကိုငါလက်မှမနှုတ်မယူရလို့ပြောပါတယ်ထာဝရအသက်ရပြီးဖျားသားဖြစ်ပြီးဖျားသခင်ရဲ့သိုးဖြစ်ပြီးဆိုရင်ထာဝရအသက်ရပြီးဖျားရဲ့လက်တော်ထဲမှာရှိတယ်ဖျားလက်တော်ထဲမှာရှိတဲ့အတွက်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလို့စေမယ်လို့ပြောပါတယ်ဒါကြောင့်2015ခုနှစ်ကဆိုးတဲ့နှစ်ပဲဖြစ်ကောင်းတဲ့နှစ်ပဲဖြစ်ဖျားရဲ့လက်တော်ထဲမှာရှိမှပဲလုံခြုံပါမယ်မနေ့ကတည်င်းတပုတ်ဖတ်ပါတယ်အင်္ဂလန်နိုင်ငံမှာအမျိုးသမီးတစ်ယောက်ကအဝတ်တွေအကုန်ချွတ်ပြီးတော့မှလူပုံအလဲမှာပြေးပြီးအော်တယ်လဲဆိုရင် God is a woman လို့ပြောပါတယ်ဖျားသခင်ဟာမိန်းမတစ်ယောက်ဖြစ်တယ်ဆိုပြီးတော့မှကြွေးကြော်ပြီးတော့လူရဲ့အလဲမှာဟစ်ပါတယ်ဒါနောက်ဆုံးတော့နမိတ်လက္ခဏာဖြစ်တယ်လူတွေကစိုးနေပြီးဖျားကိုမထီမဲ့မြင်ပြုတ်နေကြပြီးဖျားကိုစော်ကားနေပြီး
အဲ့ဒါကြောင့်ဖျားပြန်ကြွလာဖို့ခရစ်တော်ပြန်ကြွလာဖို့ရန်အတွက်အင်မတန်နီးပြီဖြစ်တယ်ဒါကြောင့်ခေတ်ကပိုဆိုးဖို့ပဲရှိတဲ့အတွက်ယေရှုခရစ်တော်ကိုယထားမှမိတ်ဆွေရဲ့အသက်တာမှာအာမခံချက်ရှိပါမယ်အဲ့လိုအာမခံချက်ရှိတဲ့ခရစ်တော်ဖျားကိုမိတ်ဆွေရပြီးဖျားရဲ့အလိုတော်အထက်မှာအသက်ရှင်သွားမယ်ဆိုရင်မိတ်ဆွေရဲ့အသက်တာဟာတကယ်ပဲကြွယ်ဝတဲ့ကောင်းချီးမင်္ဂလာကိုခံစားသောနေ့ဖြစ်တယ်နေ့ရဲ့အရှင်ဟာဖျားသခင်ဖြစ်တယ်တက်ကရရဲ့ပိုင်ရှင်ဟာဖျားသခင်ဖြစ်တယ် BC နဲ့ AD ကိုကွာခြားစေခဲ့တဲ့သူကယေရှုခရစ်တော်ဖြစ်တယ်ဒါကြောင့်လို့ AD ရဲ့ပိုင်ရှင်ကယေရှုခရစ်တော်အဲ့ဒီ AD ကိုအစပြုခဲ့တဲ့ပုဂ္ဂိုလ်ကယေရှုခရစ်တော်အဲ့ဒီယေရှုခရစ်တော် AD ရဲ့ပိုင်ရှင်နှစ်တို့ရဲ့ပိုင်ရှင်တက်ကရတို့ရဲ့ပိုင်ရှင်ဖျားသခင်ယေရှုခရစ်တော်အပြင်အသက်ရှင်သွားမှသာလျှင်အသက်တာဟာအာမခံချက်ရှိပါမယ်မိတ်ဆွေတယောက်တည်းမိတ်ဆွေအသက်ရှင်ရှောက်လန်းသွားမယ်ဆိုရင်လုံးဝအာမခံချက်မရှိပါဘူးဒါကြောင့်ယေရှုခရစ်တော်အပြင်ယေရှုခရစ်တော်နဲ့အတူမိတ်ဆွေရှောက်လန်းသွားမှသာလျှင်2015ခုနှစ်ဟာလုံခြုံတဲ့နှစ်ဖြစ်ပြီးတော့ဖယားသခင်ရှေ့မှာလည်းမင်္ဂလာဖြစ်ပါလိမ့်မယ်။တမန်ကျမ်းစာကဘာထပ်ပြောလဲဆိုရင်နှစ်တိအခန်းကြီးလေးအငယ်18မှာသခင်ဖယားသည်မကောင်းသောအမှုရှိသမျှတို့မှငါတို့ကိုကယ်နှုတ်၍မိမိကောင်းကင်နိုင်ငံတော်တို့တိုင်အောင်မဆပို့ဆောင်တော်မူလိမ့်မည်လို့ပြောပါတယ်။အဲ့ဒါကြောင့်မကောင်းသောအမှုရာရှိသမျှအမျိုးမျိုးတွေကကယ်နှုတ်နိုင်တာကယေရှုခရစ်တော်ပဲအဲ့ဒီယေရှုခရစ်တော်အားဖြင့်သာအသက်ရှင်သွားမှသာလျှင်ကျွန်တော်ရဲ့အသက်တာဟာကောင်းကြီးမင်္ဂလာဖြစ်မယ်အဲ့ဒီယေရှုခရစ်တော်ရဲ့စကားအပြင်အသက်ရှင်သွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့မသိသေးတဲ့မပိုင်သေးတဲ့မနဲ့ဖြန်ကျွန်တော်တို့မသိသေးတဲ့အနာဂတ်2015ခုကိုရှောက်လန်းသွားတဲ့အခါမှာကျွန်တော်တို့ခြေလန်းတလန်းချင်းစီကိုပဲ့ပြင်ကြည့်ရှုနိုင်သောဖခင်ငိုက်မြေအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကိုတတိနဲ့ကွယ်ကာပေးနိုင်တဲ့ဖခင်စံချီတို့ကိုပင်လျင်ကျွန်တော်တို့အားကြည့်ရှုလျက်ရေတွက်နေသောဖခင်တင်တို့ကိုတတိနဲ့ကြည့်ရှုသောကြောင့်စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုတော်၌အနံ့ကြလော်လို့ပြောတဲ့ဖခင်ထိုဖခင်ကိုအနံ့ပြီးထိုဖခင်ကယ်တင်ရှင်ဖြစ်လက်ခံပြီးထိုဖခင်ကိုအနံ့၍အသက်တာကိုဆက်ကပ်ပြီးမှအသက်ရှင်မှသာလျှင်2015ခုနှစ်ဟာလုံခြုံတဲ့နှစ်ထာဝရဖယားနဲ့အတူအသက်ရှင်တဲ့အတွက်ကောင်းကြီးနဲ့မင်္ဂလာရှိသောနှစ်ဖြစ်ပါလိမ့်မယ်ဆိုတာမိတ်ဆွေကိုမြတ်တာအဖြစ်တည်င်းကောင်းဝေငှအားပေးပါတယ်2015ခုနှစ်ဒီယေရှုခရစ်တော်အားဖြင့်မင်္ဂလာရှိစွာအသက်ရှင်ရှောက်လန်းသောနိုင်သောနှစ်ဖြစ်စေဖို့ဖယားသခင်မိတ်ဆွေကိုအထူးအသစ်တစ်ပံကောင်းကြီးပေးပါစေခါဘေးပြချလိုက်ကြစို့နှစ်ပြတ်မှာစိတ်တဲ့နဲ့လက်လက်ငါခီးဆက်ပြီးတင်အားရခံပြားထန်တောင်းလျှောက်ရင်းနဲ့စကားလာရွက်တဲ့တော့ဝေလို့ရဟောင်းများလေးလင်းကြွေခဲ့ဟောင်းမလို့နေတဲ့မိဖဲများလေးဖြစ်ကြခဲ့ဂျေဇုတရားတွေတွေ့ရတွေ့ချီဝါလို့နေခြင်းဘဝသစ္စာတင်မို့ချီလမ်းများလုံးတင်စောခါဘေးပြချလိုက်ကြစို့နှစ်ပြတ်မှာစိတ်တဲ့နဲ့လက်လက်ငါခီးဆက်ဖို့တင်အားရခံပြားထန်တောင်းလျှောက်ရင်းနဲ့စကား